ဒီနေ့မှာချက်လဲဆိုတော့ငါးပြင်ချက်တာလောက်လာလောက်ပြီးတော့ရတာပဲမရိုက်လိုက်ရအောင်နော်ကြည့်တာကြည့်ပြီးတော့ဗာချက်မှမသိလို့မပြောနဲ့တော့ခုလောက်လာလောက်ပြီးတော့မရိုက်မိလိုက်ဘူးဟုတ်တယ်ရအဲ့လောက်ပြီးတော့ရဟိုပြီးခဲ့ပါဘယ်လိုလဲဆိုတော့တစ်တူဖြူချင်းဖက်ဖက်ပြီးစိတ်ကားနဲ့ထောင်းတယ်မြုပ်လေးထောင်းတယ်ထောင်းပြီးစေးကြောပြီးတဲ့ငါ့ကိုနယ်ပလိုက်တယ်စားထည့်တယ်ဟိုမျိုးလေကချင်လိုစားတဲ့အဲ့မျိုးအချင်းအရွက်မရှိဘူးမလီထောက်ထဲတယ်ရေထက်အုပ်ထားကူလူစားလို့ရတယ်ချက်အားပြီးကြပါဦးအဲ့လောက်ပြညာတော့ငါစားပြီးပလာကြီး